ကျွန်တော်ရဲ့ဝိညာဉ်ရေးရာခရီးလမ်းမှာခိုင်ခိုင်မာမာရက်တည်နိုင်ဖို့ဆိုရင်လေကိုနားလေတာကအရေးအကြီးဆုံးတော့ချက်ပဲပေါ့အဲ့တော့လူတစ်ယောက်ရဲ့တဘာဝကိုအပိုင်း၃ပိုင်းခွဲပြီးနားလေခြင်းကကျွန်တော်ရဲ့တည်ရှိမှုတစ်ခုလုံးကိုတန့်ရှင်းစေဖို့ဘလို့များအထောက်ကိုပြုတယ်လဲဆိုတာကိုဒီ challenge တင်ပြချက်မှာအတူတကွလေ့လာတော့ကြရအောင်ကောင်းပါပြီဒီအကြောင်းအရာကိုနားလေဖို့အတွက်ကျွန်တော်တို့ရဲ့ခီးစဉ်လေးကိုကြည့်လိုက်ကြအောင်အရင်ဆုံးလူသားရဲ့အခြေခံဖွဲ့စည်းပုံကနေစမယ်ပြီးရင်ရင်ဆိုင်ရတဲ့တိုက်ခိုက်မှုတွေနောက်ဆုံးအောင်မြင်ချက်တဲ့ဝိညာဉ်ရေးရလက်နက်တွေအကြောင်းကိုအဆင့်ဆင့်ဆက်သွားကြပါမယ်လူတယောက်ကိုတကယ်တမ်းဘေးရတယ်နဲ့အဖေစီထားတယ်လေဟုတ်ပြီဒီအခြေခံအဆုံးမေးခွန်းရဲ့ feel ကိုပေါ့နော်အဓိကကြတဲ့ကျန်းစာပိုက်တစ်ခုနဲ့စကန်ပြီးလေ့လာကြည့်ကြရအောင်ဒီချမ်းချက်ဟာကျွန်တော်ရဲ့ဝိညာဉ်ရေးရာခီးရဲ့အဓိကကြောရုံပဲတာမန်တန်ရှင်းချင်းမလို့ပဲအခုအဆင့်တန်ရှင်းစေဖို့တောင်းဆိုထားတာတတိထားမိလားဆိုလိုတာကဝိညာဉ်စိတ်နဲ့ခန္ဓာဒီသုံးခုစလုံးကိုအကိကင်းစင်အောင်ဆွန့်ရှောင်ဖို့တိုက်တွန်းထားတာဖြစ်ပါတယ်ဒီ slide မှာစိတ်ဝင်စားစရာကောင်းတာကလည်းကျွန်တော်တို့ရဲ့ဖြစ်တည်မှုကိုဖွဲ့စည်းထားတဲ့ဒီအဖွဲ့အစည်းတောင်းခုဟာတစ်ခုနဲ့တစ်ခုချိတ်ဆက်နေပေမဲ့ကွဲပြားတဲ့လောက်ဆန်ချက်တွေရှိနေတာကိုရှင်းရှင်းလင်းလင်းခွဲခြားပြထားတာပါပဲဝိညာဉ်ကဖျားခင်နဲ့ဆက်သွယ်ဖို့စိတ်ကတော့ကျွန်တော်တို့ရဲ့အတွေးနဲ့စံတားတွေရဲ့ဗဟိုချက်ပေါ့ခန္ဓာကတော့ဝိညာဉ်တော်ရဲ့ဗိမာန်တော်ဖြစ်တယ်ဒီလိုကွဲပြားမှုကိုနားလည်ထားခြင်းကရန်သူရဲ့တိုက်ခိုက်မှုတွေကိုပိုပြီးထိထိရောက်ရောက်ခုခံနိုင်စေမှာပါအခုရန်သူရဲ့ပထမဆုံးတိုက်ခိုက်ရေးဖြူဟာကိုလေ့လာကြည့်ကြပါမယ်အဲ့ဒါကတော့ကျွန်တော်တို့ရဲ့ရုပ်ခန္ဓာကိုအစားအသောက်အပြင်ဘလို့ဖြစ်မှတ်ထားတိုက်ခိုက်တယ်ဆိုတာပါပဲကြည့်ပါပထမအဦးဆုံးတွေးဆောင်မှုဟာရုပ်ပိုင်းဆိုင်ရာတက်မှတ်မှုကိုဖြစ်မှတ်ထားခဲ့တာပဲတားမြစ်ထားတဲ့ຢာကိုခန္ဓာကိုယ်အတွက်နဲ့တက်ဖွဲ့ကောင်းတဲ့ຢာတစ်ခုအဖြစ်တင်ပြခဲ့တာပေါ့ဒါဟာကိုယ်ကာယတက်မှတ်ခြင်းရဲ့အစပဲဗျာအေဒင်ဝိယံမှာလိုပဲဒီနေရာမှာလဲရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်ဖြစ်တဲ့စားလောင်ခြင်းကိုတွေးဆောင်မှုအတွက်ဝန်ပေါက်တစ်ခုဖြစ်အသုံးချခဲ့တာကိုထပ်ပြီးတွေ့ရပြန်ရောဒါဟာဝိညာဉ်ရေးရထက်ခန္ဓာကိုယ်ရဲ့လိုအပ်ချက်ကိုဦးစားပေးဖို့တွေးဆောင်တဲ့နီးဖြူဟာတစ်ခုပါပဲကျန်းစာကလေးအစားပေါက်မှာကိုမထင်းချုပ်နိုင်ခြင်းကဆင်းရဲခြင်းလိုမျိုးမြင်တာတဲ့အကျိုးဆက်တွေတခြားမကပဲဝိညာဉ်တော်ရဲ့ဗိမာန်တော်ဖြစ်တဲ့ခန္ဓာကိုယ်ကိုမဆောင်ရှောက်ရရောက်တဲ့အတွက်ပြင်းပြထန်ထန်ကိုတတိပေးထားတာပါဒါတော့တကယ့်ကိုထိမိတဲ့အချက်ပါပဲရုပ်ပိုင်းဆိုင်ရာအလိုဆန္ဒတွေကိုဖျားသခင်အပေါ်စီကတ်ချင်းတဲ့ဦးစားပေးလိုက်တဲ့အခါဖြစ်ပေါ်လာနိုင်တဲ့ဝိညာဉ်ရေးရာအန်ဒီရဲ့ကိုကွက်ကွက်ကွင်းကွင်းတရုပ်ဖော်ထားတာပါရုပ်ခန္ဓာရဲ့အပြမန်တိုင်းခင်မို့လေ့လာပြီးပြီဆိုတော့အခုကျွန်တော်တို့ရဲ့အသွေးမဲ့ချစ်တဲ့စိတ်နှလုံးထဲကိုဝင်ရောက်ပြီးတမတ်ချင်းနဲ့လောဘဆိုတဲ့တိုက်ပွဲတွေအကြောင်းကိုဆက်ပြီးလေ့လာကြည့်ကြပါစို့ဒီအချက်ကအရန်ရေးကြည့်တယ်နော်တိုက်ပွဲအစစ်အမှန်ကအပြင်ပန်းလွတ်ရမှာမဟုတ်ဘူးတမတ်တဲ့စန္ဒာတွေပဋိသန္ဓေတီဟာစိတ်နဲ့အလုံးသားထဲမှာအများဆုံးဖြစ်ပွားနေတာပါဒီမှာလောဘဆိုတာကိုပစ္စည်းတွေလိုချင်တာအထက်ပိုပြီးယုံကြည်ခြင်းရဲ့လန်းလွဲသွားစေနိုင်တဲ့ဝိညာဉ်ရေးရာပြဿနာတစ်ခုဖြစ်တတ်မှတ်ထားတာကိုတွေ့ရတယ်အသက်ဆိုတာစီးစဉ်ဥစ္စာကျွဲဝါခြင်းမှာမတည်ဘူးလို့တတိပေးထားတာဟာကျွန်တော်တို့အားလုံးတို့တကယ်ကိုအရေးကြီးတဲ့တတိပေးချက်တစ်ခုပါပဲဒီအားကောင်းတဲ့ပုံရိပ်ကတတိဖေးချက်တစ်ခုတတ်မဟုတ်ပါဘူးဒါဟာကျွန်တော်တို့ရဲ့ရန်သူဟာအမြဲတမ်းတက်ကြနေပြီးကျွန်တော်တို့ရဲ့အတွင်းပိုင်းကတွေးဆောင်မှုတွေကိုခွင့်ကောင်းရုပ်ဖို့အမြဲအသက်ရှိနေတယ်ဆိုတာကိုပြင်းပြင်းထန်ထန်တတိပေးထားတာပါကဲတိုက်ခိုက်မှုတွေကိုတိပြီဆိုတော့ဘလို့ကာကွယ်မလဲအခုဒီတိုက်ပွဲမှာအောင်မြင်ဖို့တဲ့ကျန်းစာမှာပါတဲ့အားကောင်းတဲ့ခုခံကာကွယ်ရေးနီးဗျူဟာကိုလေ့လာကြည့်ကြရအောင်ဒီတော့အဓိကကြတဲ့အချက်ကဒီအဆင့်30ပါပဲနှုတ်ကပတ်တော်ကိုအပြုပါစိတ်နှလုံးကိုစောင့်ရှောက်ပါပြီးတော့ဖျားသခင်ထားမှာအလောခံပါဒါဟာမာနက်ကိုစီးတားနိုင်မဲ့အကောင်းဆုံးနီလန်းပဲဖြစ်ပါတယ်ကောင်းပြီဒီအခြေခံမူတွေကိုစုတောင်းခြင်းအပြင်လက်တွေ့ကြပြီးအားကောင်းတဲ့ယုံကြည်ခြင်းတို့ရဲ့အဖြစ်ပြောင်းလဲပြီးနေကုန်းချုပ်ကြရအောင်စုတောင်းခြင်းကိုနှိမ့်ချဖို့စိတ်အတွက်တောင်းခံခြင်းနဲ့စတင်ထားပါတယ်။ဘာကြောင့်လဲဆိုတော့အောင်မြင်မှုအားလုံးဟာမိမိရဲ့ခွန်အားကြောင့်မဟုတ်ပဲဖျားသခင်စီကလာတယ်ဆိုတာကိုအတိအမှတ်ပြုခြင်းကဝိညာဉ်ရေးရာတိုက်ပွဲရဲ့အခြေခံအုံမြစ်ဖြစ်နေလို့ပါပဲ။နောက်တစ်ခုကတော့စိတ်ပိုင်းဆိုင်ရာတိုက်ပွဲကိုတိုက်ရိုက်ရည်ညွှန်းပြီးလောဘစိတ်ကိုဖယ်ရှားပေးဖို့အဲ့ဒီနေရာမှာဖျားသခင်ပေးသနာတဲ့အရာတွေပေါ်မှာရောင်းရနိုင်တဲ့စိတ်နှလုံးကိုအစားထိုးပေးဖို့တောင်းခံထားတာပါဆူတောင်းခြင်းရဲ့ဒီအပိုင်းကတော့ကျွန်တော်တို့ရဲ့အပိုင်း၃ပိုင်းလုံးခက်တဲ့ဝိညာဉ်စိတ်နဲ့ခန္ဓာကိုဝိညာဉ်ရေးရာတိုက်ခိုက်မှုတွေကနေကာကွယ်ပေးဖို့နဲ့အောင်မြင်ခြင်းရဖို့ဖျားသခင်ရဲ့အကာအကွယ်ကိုတောင်းခံတာပဲဖြစ်ပါတယ်နောက်ဆုံးအနေနဲ့ဒီတိုက်ပွဲကိုနေ့စဉ်အသက်တာမှာတိုက်လန်ပြီးဖျားသခင်ကိုခေါ်လို့ထင်ရှားခြင်းတွေကိုလိုအပ်တဲ့ဝိညာဉ်ရဲ့လက်နဲ့တွေခွန်အားကိုတောင်းခံထားတာဖြစ်ပါတယ်။တရားရှိစေတဲ့အကျမ်းပွဲကတော့တန်ရှင်းတဲ့အသက်တာရဲ့လမ်းညွှန်ချက်ကိုအကောင်းဆုံးအနစ်ချုပ်ပြထားတာပဲဗျာ။ကျွန်တော်တို့ရဲ့စားခြင်းတောက်ခြင်းအပါဝင်လှုပ်ဆောင်သမျှအရာတိုင်းဟာဖျားသခင်ရဲ့ဖုံးတော်အတွက်ဖက်စေဖို့ပါပဲ။ဒီအခြေအမူတွေကိုလိလာပြီးတဲ့နောက်မှာတော့လေ
ကျွန်တော်တို့စီအတွက်အရေးကြီးဆုံးမေးခွန်းတစ်ခုကြန့်ရှိနေပါတယ်ဒီနေ့ကစပြီးနေ့စဉ်အတ္တတာမှာဘုရားသခင်ရဲ့ဘုန်းတော်ကိုပို့ပြီးထင်ရှားစေဖို့ကျွန်တော်တို့ဘလို့လက်တွေ့ကျင့်သုံးကြမလဲဆိုတာပါ